အားလုံးပဲမင်္ဂလာပါဒီနေ့မြောက်ကိုပြချင်တာက 2a plus ဘတ်တူပြီးအသုံးဖြစ်ပါတယ်လူတစ်ယောက်အရာတစ်ခုအခြေအနေဒီနေရာကိုမေးဖို့ 2a is ကိုအသုံးပြုနိုင်တယ် 2a နေရာမှာ relative pronoun or question word တွေအစားထိုးအသုံးပြုနိုင်တယ် what အရာဝတ္ထုအကြောင်းအရာအချက်လက်ကိုမေးတဲ့အခါအသုံးပြုနိုင်တယ် who လူကိုမေးတဲ့အခါအသုံးပြုနိုင်တယ် which ရွေးချယ်မှုကိုမေးတဲ့အခါအသုံးပြုနိုင်တယ် whose ပိုင်ဆိုင်မှုကိုမေးတဲ့အခါအသုံးပြုနိုင်တယ် when အချိန်ကိုမေးတဲ့အခါအသုံးပြုနိုင်တယ် where နေရာကိုမေးတဲ့အခါအသုံးပြုနိုင်တယ် why အကြောင်းရင်းရွေးချက်ကိုမေးတဲ့အခါအသုံးပြုနိုင်တယ် how နေလန်အခြေအနေခံစားချက်ကိုမေးတဲ့အခါအသုံးပြုနိုင်တယ် this ကိုလူတစ်ယောက်အရာတစ်ခုအခြေအနေဒီနေရာကိုပြောဖို့သုံးနိုင်တယ် today is အသုံးပြုပုံနဲ့ this အသုံးပြုပုံကိုဥပမာနဲ့ကြည့်အောင် what's your name this John where's this apple how is she this happy where's the school there's the school လူတွေအရာတွေအခြေအနေဒီနေရာကိုမေးဖို့ today are ကိုအသုံးပြုနိုင်တယ် these are ကိုလူတွေအရာတွေဒီနေရာအခြေအနေကိုပြောဖို့သုံးနိုင်တယ် today are အသုံးပြုပုံနဲ့ these are အသုံးပြုပုံကိုဥပမာနဲ့ကြည့်အောင် who are they these are students what are they these are both how are they these are tired